Data တစ်ခုနဲ့တစ်ခုမတူတာနောက်ပြင်ကြေးလန်းတဲ့မျိုးပြမတူတာနောက်ဒီပရိပခပြင်းထန်တက်ရောက်မှုမတူတာစားရပေါ့အခြေခံပြီးတော့မှဒီကြကြခံရင်ဆိုင်နိုင်ဆိုရဆိုလို့ရှိရင်လည်းကွဲပြားကြပါတယ်ပေါ့နော်ဆိုတော့အခုဒီမှာပြထားတဲ့ slide မှာမြင်ချရတဲ့အတိုင်းပါပဲဆိုတော့ဥပမာဒီမော့ဆိုတို့ဒီချောင်းဦးတို့လိုမျိုးပရိပခပြင်းထန်တဲ့ data တွေမှာဆိုလို့ရှိရင်ကုန်စီရရှိမှုနဲ့ကုန်စည်နှုန်းတက်မှုပါဆိုလို့ရှိရင်အဆိုးအဝါဆုံးပါပဲဆိုတော့ပါစက်တွေကခေါ်တဲ့ခေါ်စည်းတွေနဲ့အထိန်ကုန်မဲလို့တော့ကျွန်တော်တို့ပြောလို့ရပါတယ်ဆိုတော့ဒါကိုဖြည့်ရှင်းကြတဲ့နီလန်းတွေကလည်းမတေယုံတမဲမငတ်ယုံတမဲပဲပေါ့နော်ဆိုတော့တချို့ဆိုလို့ရှိရင်ကလည်းသူများပေးစာကန်းစာလို့ဆိုရမယ်လူသားစာနာကူညီတွေပေါ်မှာမူတည်ပြီးတော့မှမိခိုနေကြရပါတယ်ဒုတိယအနေနဲ့ဒီမူဆယ်တို့မြဝရီလိုလိုမျိုးဒီကုန်းသွဲလမ်းချောင်းတွေနဲ့လမ်းတင်တဲ့ဒေသတွေနေဆက်ဒေသတွေမှာဆိုလို့ရှိရင်ကတော့အလဲလက်အနေထားလို့ကျွန်တော်တို့ပြောလို့ရပါတယ်ဒါပေမဲ့လည်းဒါနေဆက်တွေပိတ်လိုက်တဲ့အခါမျိုးမူဝါဒတင်းကျပ်တဲ့အခါမျိုးတွေမှာဆိုလို့ရှိရင်တော့သူတို့တွေလည်းဒုက္ခခံရတာမျိုးပဲပေါ့နော်ဆိုတော့ဒီပေါင်းစုံတုံးပြီးတော့မှကြံဖန်ဖြည့်ရှင်းနိုင်သေးတာမို့လို့တော်သေးတယ်လို့တော့ပြောလို့ရပါတယ်နောက်ဆုံးအနေနဲ့ဆိုလို့ရှိရင်ကတော့ဒါရန်ကုန်မန္တလေးနေပြည်တော်လိုမျိုးမြို့ကြီးတွေရာဆိုလို့ရှိရင်ကတော့အတန်တင့်ခံတာသေးတယ်လို့ကျွန်တော်ပြောလို့ရပါတယ်ဒါပေမဲ့လည်းဒါနိုင်ငံခြားထုတ်ပစ္စည်းတွေနဲ့စေဝါရှားပါပြက်လက်မှုတွေကိုဒါအားလုံးဤတူပဲရင်ဆိုင်နေကြရတာမျိုးဖြစ်တယ်ပေါ့နော်